ဆိုရင်ငါးစားတာများမှာပေါ့ ဟို2500 2500ရောဟောတရားတော့2500 9500ရမှာ ဟုတ်တယ်ဟို2500ဆို1000လေး ဟောအေး4စားနော် 5သားလေး အေး5စားဟာ1500ပေါ့2500 ဒါနဲ့ဆို2000ကျော်နေ50မနေ50ပါမှာသူက50တော့ရင်တော့ဟာမိုက်တယ်ဗျဒီမှာ2500ပြားတယ်ဒီမှာဘာလဲသူ့ဟာကြောင့်မိုက်တယ် 2500ပြားမဟုတ်2500 1000 ဒီမှာ2500ဆိုရင်12500ရမှာဒီနေ့250နဲ့ဆို5စားလေ 5သား1000လေးဒါ1000 4စားမှာ1000ဒီ တွက်ရင်မကြည့်လိုက်တွက်ရင်ကြည့်လိုက်မယ်ဒါနှစ်သ900ဒါနှစ်သ1000ဒါအမှ တရားဆို900လေနင်2500ဆို12500ရမှာပေါ့ ဟောဟုတ်တယ်နော်မေးပါ လေတော်တော်ညံ့တာ မဟုတ်မေးသွားတာဒါဆိုအဲ့ဒါ16000ဒီကောင်ကြီးကဘယ်လောက်လဲ ဒါလည်း12500ပဲ ဟော3000ကျော်သွား250နဲ့ပြစ်တာသူက9စားလေ250ကျွန်တော်ဥချက်ခိုင်ပြစ်တော့ကျွန်တော်တည်ထားတာသူတို့ဒီငါပြောမှဒီ2500တွေနှစ်ပြားတော့ကြာတာ 啊吧，人家不老骗说。 9000လေး